ဒီနေ့ကတော့သမီးပေါက်စီလို့ squishy လေးဖောက်ပြအောင်ဖြစ်ပါတယ်ဒါ CD မဟုတ်ပါဘူး CD မကနေဝယ်လာပါနော် CD မရဲ့အပေါ်ထဲမှာရှိပါတယ်ရှင်ဒီလိုလေးပါ dumpling လုံးမျိုးမဟုတ်ပါဘူးဒီလိုအဖြူအောင်လေးပဲပါမှာပါ dumpling နေကကျတော့ blind box ဒါရိုးရိုး squishy ပေါ့နော်ရိုးရိုးပေါက်စီ squishy ပေါ့နော်အဲ့ဒါလေးဖောက်ပြအောင်ဖြစ်ပါတယ် dumpling နေကကျတော့ဟိုလေအမစရင်ထွက်မှဝယ်မှာပါအဲ့ဒီအတွက်လည်းစောင့်နေကြအောင်နော်ဆိုတော့ဒါလေးရင်ဖောက်မယ် fake နော် real မဟုတ်ပါဘူး fake ပါဒါတကယ်ပေါက်စီ squishy ပဲဟိုလိုအဲ့လို blind box တွေမဟုတ်ပါဘူးကဲဖောက်ပါမယ်အမလေးရင်ရချုံနေပြီဂျမ်ဘလန်ကြတော့အမစရင်တိမှဝယ်လို့ရမယ်ပေါ့နော်အမလေးဝါအရာကြီးလို့ကောင်းပါရဲ့ထွားချင်ထွား Oh my god တော်တော်ညစ်လို့ကောင်းတယ်နားလေးကိုလည်းမှုန်းနေရပဲအယောင်းမိုက်တယ်ဒီလားသူ့စီမှာမျက်နှာတော့မပါဘူးပေါ့နော်မကြည့်ပါဘူးဝါဒီမှာပြန်ထည့်လို့ရတယ်ပေါ့နော် Wow my god ညလို့အရင်ကောင်းပါရဲ့အဲ့ဒါလေးဝယ်တင်တယ်ပေါ့နော် fake ဖြစ်လဲကွာဟိုဒီလို squishy လေးရရင်ပြီးရော Oh my god ညလို့အရင်ကောင်းပါရောဒီနေ့ကတော့ဒီလောက်ပါပဲ dumpling လေးလည်းပြပြီးသွားပြီဆိုတော့ dumpling နောက်ဖြစ်တယ်ဟိုပေါက်စီလေးလည်းပြပြီးသွားပြီဆိုတော့အားလုံးပဲ bye bye like and subscribe လေးလည်းလုပ်သွားကြအောင်နော် bye bye